အပီစုံဝန်းရင်စာမှာတော့ရုံထဲပေါ်ညီးမွေနေတဲ့တခေးလူကိုတွေ့ရပါတယ်။ဒီနေ့အိမ်ပြန်ချင်းမှာရုတ်တရက်အခြားဘက်ကိုရောက်ရှိသွားပြီးဂျာတီဆိုရဲ့နှစ်ဖျားနဲ့တွေ့ဆုံခဲ့ပါတယ်။နှစ်ဖျားချာနီကသူ့ရဲ့ဂျိုးပေါ်မှာလူသားမျိုးနဲ့ကဘာကြီးမပြတ်စည်းအောင်တခေးလူကိုဆေးလို့ဖို့လုပ်နေပါတယ်။တခေးလူကငင်းဆက်နေလို့နှစ်ဖျားချာနီကတခေးလူကိုတေဆုံးသွားပြီမလို့ဝင်းကြီးမပြောက်ွယ်သွားဖို့ပြောနေပါတယ်။အဲ့နောက်နှစ်ဖျားချာနီကလုံကြီးမားတဲ့မာနမော်ရှာဝေးပစ္စည်းဆွဲအားနဲ့တခြားစကီးတွေကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒါနဲ့ပဲတခေးလူတယောက်အမြင်မသိဂျိုးပေါ်ရောက်လာပြီးမော်ဆွဲအားတချို့ထုတ်တုံးကြီးကိုလုံးနေပါတယ်။ဒါနဲ့ပဲမြေပြင်ပေါ်စာရေးကြည့်လိုက်တော့မော်ဆွဲအားတွေထွက်ပေါ်လာခဲ့ပါတယ်။ပေါ်လာတဲ့ပစ္စည်းတချို့ကိုယူပြီးရောင်းဖို့ရွာလေးစီကိုရောက်လာပါတယ်။ရွာထဲကရောင်းဆောင်ရောက်လာပြီးအဖိုးကိုပစ္စည်းတချို့ရောင်းနေပါတယ်။ဖိုးကတောင်ပေါ်မှာရမ်းရှားတဲ့ပစ္စည်းတချို့ရှိနေပြီးအမှတတဝတချို့လည်းရှိနေပုံကိုပြောနေပါတယ်။တခေးလူတွေဟိုတယ်မှာတည်ရင်ဘယ်လိုရေချိုးရမယ်လို့တွေးနေတော့ကောင်မလေးကရေဘူးတချို့ယူလာပါတယ်။တခေးလူကလည်းဒီရေနဲ့ဘယ်လိုရေချိုးရမလဲလို့တွေးနေပြီးကောင်မလေးကလည်းတချို့မော်နဲ့တန်ရှင်းကြတယ်လို့ပြောလိုက်ပါတယ်။တခေးလူကတော့ကောင်မလေးကိုပတ်စံပေးပြီးသူခန်းထဲမှာမော်ပညာနဲ့တန်ရှင်းခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဖိုးကိုပြောတဲ့တောင်ပေါ်စီကိုခီးထွက်လာပြီးကြောက်တဲ့ပြုတ်ကျသွားတော့လေးပုံပညာနဲ့သုံးခဲ့တာကြောင့်အသက်ရှင်ခဲ့ပါတယ်။အဲ့တော့ပြည်သီးရှာနေတော့ဝူတဝူလေးကိုသွားပြီးအမှရမ်းကြည့်လေးနဲ့ရေတချို့ကိုတွေးလိုက်ရပါတယ်။အဲ့ရေကိုတောက်ဝလုံးနေတော့ငကားကြီးတစ်ကောင်ထွက်လာပြီးမပေါက်နိုင်တဲ့သူ့ရဲ့ဥတစ်ခုကိုတခေးလူရဲ့ရမ်းဆွမ်းတဲ့မော်နဲ့သုံးပြီးဖောက်ဖို့တောင်းဆိုခဲ့ပါတယ်။အလကားတော့မဟုတ်ပါဘူး။ရမ်းရှားတဲ့ပြည်သီးချိုးလေပေးဖို့ပြောပါတယ်။အဲ့တော့လင်းနဲ့တမြတခေးလူရဲ့ပုံစံကမော်ဆန်းပေးလိုက်တာများတာကြောင့်ရှော့ဖို့လုံးနေပါတယ်။တခေးလူပြန်လုံးလာတော့သူတက်တဲ့မော်နဲ့မပေါက်နိုင်တဲ့ဥကိုမော်ဆန်းအားလုံးသုံးလိုက်တာကြောင့်ငကားပေါက်လေးပေါက်လာခဲ့ပါတယ်။ငကားကြီးလည်းပေါက်လာတဲ့ငကားပေါက်လေးကိုဂရုစိုက်ဖို့ပြောပြီးရေအော်ထဲကိုပြန်ဝင်သွားပါတယ်။တခေးလူလည်းငကားပေါက်လေးကိုပြီးဆိုတဲ့နမီပေးလိုက်တဲ့ချိန်မှာတော့အပိုင်းတစ်ပါးလည်းပြီးဆုံးသွားခဲ့ပါတယ်။အပြီးဆုံးတူးရဲ့စာမှာတော့တခေးလူနဲ့ပြီးတော့ကိုထဲကနေထွက်လာကြပါတယ်။အဲ့ချိန်စကန်းချပြီးဘီကိုထဲလာတဲ့ကြည်လင်တဲ့ရေကိုတိုက်နေပြီးတခေးလူပါတောက်လိုက်ပါတယ်။ညမှာတော့အယောင်းဆိုင်လူကပေးလိုက်တဲ့စာအုပ်ထဲကလို့တခေးလူတယောက်ရိုးလိုက်ရတဲ့ချိန်ပေါ်ကြော်တုံးထွက်လာပါတယ်။အဲ့ကြော်တုံးနဲ့ညစာချက်ကိုပြင်ဆင်နေပါတယ်။ညစာစားပြီးရဲ့ချိန်ဘီလေးကတခေးလူနားမှာရှိလို့ပြောနေပါတယ်။တခေးလူကတော့ဘီလေးသာတစ်ခုဖြစ်သွားရင်ငကားကြီးကဝါစားမလားလို့တော့တွေးနေပါတယ်။ဘီလေးကပါအိပ်ပျောက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတခေးလူတယောက်နီးနားစစ်ဆေးလိုက်တဲ့ချိန်ရန်သူတချို့ရှိနေတာကိုသိလိုက်ရပါတယ်။အဲ့ချိန်အနောက်ကတတဝါကြီးရောက်လာပြီးစားတက်ခါတော့တခေးလူရဲ့အစာရတယ်ဆိုပြီးတက်ခတ်လိုက်ပါတယ်။တန်ရှိနေတဲ့ခွေးတချို့လည်းအမောက်သိပ်ပြီးရဲ့ချိန်အနီးနားတတဝါတွေပုံများလာတာကြောင့်ဘီကအပေါ်ခေါ်သွားခဲ့ပါတယ်။တခေးလူကတော့ဒီလိုအားရှိတဲ့ဘီကိုအော်နေပြီးဘီကလှုပ်လိုက်မိတာကြောင့်ပြုတ်ကျသွားပါတယ်။တခေးလူတွေမြေပုံကြည့်လိုက်တော့စကန်းချရတဲ့တအားဝေးတာကိုအော်နေပြီးဘီကိုလည်းရန်သူတွေနဲ့အဝေးကိုခေါ်လာပြီးတာကြောင့်ကျေးဇူးတင်နေခဲ့ပါတယ်။သူတို့ရှိဆက်လာတော့နတ်သူငယ်လူမင်းကလေးက3ရက်လောက်ဘိုက်ဆာနေခဲ့တာကြောင့်တခေးလူလည်းရေနဲ့ရေခါတချို့ကျွေးလိုက်ပါတယ်။နတ်သူငယ်မင်းကလေးကလည်းကျေးဇူးတင်နေခဲ့ပြီးထွက်သွားခဲ့ပါတယ်။အဲ့နောက်လမ်းမှာမြေသီးကရက်လိုက်ပြီးတခေးလူနဲ့လမ်းကျုံနေတာကြောင့်လိုက်ဖို့ပြောပါတယ်။တခေးလူလည်းမြေထဲကမိသားစုနဲ့အတူရွာကိုလိုက်သွားပါတယ်။မိသားစုကလည်းရမ်းခင်မိနေပြီးတခေးလူကိုမော်ဆရာလားလို့မေးနေပါတယ်။တခေးလူလည်းသူကရှာဝေသွားတဲ့လူဖြစ်ပြီးမော်တချို့သုံးတတ်တာကိုပြောပြီးငကားပေါက်လေးပြီးနဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်။ခရီးဆက်လာရင်ညတကောင်ရောက်တော့လမ်းမှာတစ်ဖြတ်နားနေတော့တခေးလူကကျေးဇူးဆက်တဲ့အနေနဲ့ရသာရှိရာစားစာတချို့ချက်ကျွေးနေပါတယ်။မိသားစုတစ်ခုလည်းရသာအရန်ရှိတာမလို့ကျေးဇူးတင်နေခဲ့ပါတယ်။အညမှာပဲတခေးလူနဲ့မိသားစုတစ်ခုပျော်ပျော်ပါးပါးညတကောင်ဖြတ်သန်းခဲ့ပါတယ်။ပြီးဆုံးတူးကလေးပြီးသွားခဲ့ပါပြီ။ပိုင်း3ရက်ဆမှာတော့တခေးလူနဲ့မြေလဲမိသားစုနဲ့အတူရွာခီးဆက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။တခေးလူကမြေလဲမောင်းနေပြီးရွာကိုအမြန်သွားဖို့မြင်းကိုပြောနေခဲ့ပါတယ်။ရွာထဲရောက်တဲ့ချိန်မှာမြေလဲမိသားစုကိုနှုတ်ဆက်ပြီးရွာဆောင်နဲ့စကားပြောနေခဲ့ပါတယ်။ပြည်စီရောင်းဆိုင်ရောက်တဲ့ချိန်မှာအဖိုးကရမ်းရှားပါတဲ့ပစ္စည်းတွေမို့လို့သူ့ကိုမရောင်းဘူး။ပစ္စည်းဟာမော်တက်ထုမလို့ဘီကာမီမျိုးကြီးတရားမှုပြောနေခဲ့ပါတယ်။အဲ့မှာစွန်သားသူအဖွဲ့ဝင်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မှားလိုက်ပါသေးတယ်။နောက်တစ်ပိုင်းမှာတော့တခေးလူတယောက်စာအုပ်တချို့ကိုဖတ်နေပြီးအလုံးကြီးမားတဲ့မျိုးကြီးရောက်တာနဲ့ပတ်စံရှာဖို့တွေးနေခဲ့ပါတယ်။ညာပွဲစည်းလို့မှတခေးလူတယောက်လိုက်ကူညီပေးနေရကိုတွေးရပါတယ်။အတော်ကြီးတယောက်ကတခေးလူကိုမျိုးမသွားခင်မှာဒီမှာဆက်နေဖို့ပြောနေပြီးရိတ်ကတချို့လည်းပေးနေခဲ့ပါတယ်။တခေးလူလည်းရွာကမထွက်ခင်ရန်တမိုးကြီးရဲ့မော်သက်ထုံးနဲ့တခုလှုပ်ပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဘီကာမီမျိုးကြီးသွားဖို့ရွာကလူတချို့ကရိတ်ကတချို့လည်းထည့်ပေးလိုက်ပါသေးတယ်။မျိုးကြီးမသွားခင်ညမော်သက်ထုံးနဲ့လှုပ်ပေးလိုက်တဲ့ဟာကိုရွာဆောင်ကိုပေးလိုက်ခဲ့ပါတယ်။ဒါရွာလုံချိုရင်းကာဝယ်ဖို့တဲ့ရုံးမတဲ့ဘေးရမဆိုဝေမြောက်အောင်ကာဝယ်ပေးမယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်။ရောင်းစားအဖိုးကအဖိုးတိုင်နဲ့မော်တက်ထုတုံးပြီးရွာတက်လှုပ်ပေးလိုက်တာကြောင့်အော်နေခဲ့ပါတယ်။တခေးလူရွာစီကထွက်လာတော့ရှေ့မှာကနန်းတစုနဲ့တွေ့နေရပါတယ်။ကနန်းတွေကတက်ခဲဖို့လာတော့တခေးလူနဲ့ညစာရပြီဆိုကအကုန်လုံးကိုအမောက်သိပ်ပေးလိုက်ပါတယ်။ညစာကိုကနန်းနဲ့အစာပြေခဲ့ပြီးဘီကာမီမျိုးကြီးပေါ်စီကိုရောက်လာခဲ့ပါတယ်။ခဲပေါင်ဝင်စစ်စဲခံနေရပြီးမြေုံတင်ကပစ္စည်းမရှိရကြောင်းဝန်ခံလိုက်ပါတယ်။ခဲပေါင်ကိုကြော်လာပြီးတဲ့အချိန်မှာစွန်သားသူအဖွဲ့ဝင်ကိုစင်းသွင်းဖို့ရောက်လာခဲ့ပါတယ်။စင်းသွင်းဖို့ပစ္စည်းတချို့တတိလူလာမလို့
လို့ပြပေးဖို့တခဲလူတယောက်ကိုပြောနေတဲ့အချိန်တခဲလူလည်းလမ်းမရခဲ့တဲ့ကနန်းကြီးကိုထုတ်ပေးလိုက်ပါတယ်စင်းမလေးလည်းလမ်းသွားပြီးလူတချို့ကလူဆိုးလားလူကောင်းလားဆိုပြီးမော်ပညာနဲ့ဖတ်နေခဲ့ပါတယ်အဲ့ချိန်မှာလည်းအပိုင်းပိုင်းကပြီးဆုံးသွားခဲ့ပါပြီဗီဇိုဇလန်ရဲ့ဆမှာတော့တိုက်ခဲလူကမျိုးတွေကစင်းရဲသားတွေကိုကူညီပေးနေခဲ့ပြီးမီရှင်များနဲ့အချိန်ကုန်နေခဲ့ပါတယ်။အဲ့နောက်တိုက်ခဲလူကဂရင်းငကားမျိုးနဲ့စုစစ်တီရောတဦးနဲ့ရီချိုးခန်းမှာတွေ့ရပါတယ်။ဂရင်းဟာခုလက်ရှိတိုက်ပွဲမှာဒဏ်ရာရခဲ့သူဖြစ်ပြီးတိုက်ခဲလူနဲ့စကားရီမုံမောပြောနေပါတယ်။ဂရင်းထက်သွားတဲ့အချိန်မှာဒဏ်ရာမြင်လိုက်တဲ့တိုက်ခဲလူကိုပြသထားပါတယ်။နောက်တစ်ပိုင်းမှာတော့မီရှင်အတွက်ငွေကိုလာထုတ်နေတော့တာရဲရီကျူးကျော်လာတာကြောင့်အစင်းမြင့်တဲ့သူတွေကတိုက်ခဲဖို့လုံးနေခဲ့ပါတယ်။တိုက်ခဲလူလည်းအစင်းနေတာကြောင့်တိုက်ခဲဖို့မပါတာကိုတွေးနေတော့သူ့ကိုပါလိုက်ခဲဖို့ပြောနေခဲ့ပါတယ်။ရှေ့တန်းကအနောက်လွယ်မှာဂုံမင်းတွေကချင်းသိမောင်လာမှကြောင့်မြေပေါ်ကတရားကိုလုံးဝမဖြတ်အောင်တားရမှာပဲဖြစ်ပါတယ်။တခဲလူကတော့သူအစင်းနေတာကြောင့်နောက်မှအေးဆေးနေရကိုပဲတွေးနေပြီးလူလူချိုးကအစင်းနေတဲ့တခဲလူကိုနောက်တန်းမှနေဖို့ပြောနေခဲ့ပါတယ်။မြေပြင်ပေါ်ရောက်လာတဲ့အခါမှာတော့တခဲလူရဲ့ဘေးကစင်းမလေးလည်းကြောက်နေတာကြောင့်တခဲလူတယောက်နေရထိုင်ရခက်နေပါတယ်။တခဲလူလည်းစင်းမလေးကိုကိုလုံးနိုင်တဲ့ဟာကိုဂရုစိုက်လုပ်ပေးဖို့အားပေးနေခဲ့ပါတယ်။စင်းမလေးလည်းသူကကုသနိုင်တဲ့မော်နဲ့ငယ်သုံးနနာကြောင့်မကြောက်တော့ပဲလူတွေကိုကုသပေးနေခဲ့ပါတယ်။အဲ့ချင်းကရင်ငကားရောက်လာပြီးတခဲလူနဲ့စကားပြောနေခဲ့ပြီးဒဏ်ရာကြောင့်သိနေတော့ကရင်လည်းသူထပ်ပြေးသွားပြီးဒဏ်ရာရတယ်လို့မထင်ဘူးလားမေးတော့တခဲလူလည်းတယောက်ယောက်ကြောင့်ကာဝယ်ရင်းရလာခဲ့ရလဲဖြစ်နိုင်တာကိုပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာရှေ့တန်းကလူတွေတအားကျသွားတာမလို့သွားထိမှကြောင့်တခဲလူဒီမှာကာဝယ်ပေးဖို့မာနေခဲ့ပါတယ်တခဲလူလည်းဂိမ်းထရတဲ့မသက်သာသေးရကြောင့်မသွားဖို့တားနေပြီးမှဂိမ်းအားထွက်သွားခဲ့ပါပြီတခဲလူလည်းမြေပြင်ပေါ်ကိုအကာအကွယ်သုံးလိုက်ပြီးစိမ်းမလေးကိုဂိမ်းစီသွားမှမလို့ဒီမှာနေရဲကိုမာနေခဲ့ပါတယ်လမ်းတစ်ချောင်းတိုင်းရဲတွေကိုတိုက်ခတ်နေခဲ့ပြီးလူတချို့ကိုကူညီပေးနေခဲ့ပါတယ်လူတချို့လည်းဂိမ်းအားဖွက်ခွဲသွားတာကိုတိုက်ခဲလူကိုပြောပြနေခဲ့ပါတယ်တစ်ဖက်မှာဂိမ်းဟာဒဏ်ရာတွေကြောင့်တိုင်းရဲတွေကိုဆက်မတက်ခိုင်းနိုင်တော့တဲ့အချိန်တိုက်ခဲလူရောက်လာခဲ့ပါတယ်အစင်းနေတဲ့တိုက်ခဲလူရောက်လာတာကိုအံ့ဩနေခဲ့ပြီးတိုင်းရဲတွေအများကြီးရောက်လာတာမလို့တိုက်ခဲလူကိုပြေးဖို့ပြောနေခဲ့ပါတယ်တိုက်ခဲလူလည်းဂိမ်းနဲ့အတူတိုက်ခတ်နေခဲ့ပြီးဂိမ်းရဲ့နောက်ကျောဒဏ်ရာကြောင့်ကူညီပေးဖို့လုံးနေခဲ့ပါတယ်ရှေးကငကားဟောင်းရဲ့ရေတွင်းကကြည်လင်တဲ့ရေကိုဂိမ်းကိုပတ်လိုက်ရင်ဂိမ်းကဒဏ်ရာတွေကျသွားပြီးအရန်ကြီးရဲ့ငကားပုံနဲ့ပြောင်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တိုင်းရဲတွေကိုဆက်တက်ခတ်နေခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့ဂိမ်းဟာသူ့ကိုဘာလုပ်ခဲ့ရလဲမေးနေခဲ့ပြီးသူကရန်ရှားပါတဲ့ရှေးကငကားပုံနဲ့ပြောင်းသွားတာကိုပြောနေခဲ့ပါတယ်တက်ခဲလူတွေဂိမ်းကိုယုံတာကြောင့်သူလာခဲ့တာဖြစ်ခဲ့တာတွေရှင်းပြပေးနေခဲ့ပါတယ်ဂိမ်းလည်းဒါယုံတိမရှိတာကြောင့်ယုံမိုးခန့်နေတာကိုပြောနေခဲ့ပြီးသူ့ကိုတော်ဝင်သွေးပုံနဲ့ပြောင်းသွားလို့ဂုံရင်ပေးမဲ့အသီးစိတ်ပြောင်းသွားပြီးတခြားသူတွေထိခိုက်မှာကိုပြောနေခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့တက်ခဲလူတယောက်ဆိုင်တဆိုင်ရောက်နေရင်အပိုင်းတစ်ပိုင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်တိုက်ခဲလူဟာသူ့ရဲ့ကကြီးကိုပြင်ဆင်ဖို့ဆိုင်တဆိုင်ရောက်သွားပါတယ်။အဲ့ဒီမှာကြောင်မလေးနဲ့ပြန်လည်မိတ်ဆက်နေပြီးတိုက်ခဲလူဟာသူ့အတွက်ကကြီးလှုပ်ပေးဖို့ပြောနေခဲ့ပါတယ်။ကြောင်မလေးဟာအဲ့လိုမျိုးမရှိတာကြောင့်အရန်တော်တဲ့ဘဘူးဆရာရှိတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။ဘဘူးဆရာစီရောက်တဲ့ချိန်မှာတိုက်ခဲလူအကြောင်းကိုပြောပြနေပြီးဒါအတွက်တရုတ်ရိုင်းကိုယူလာပေးနိုင်ရင်လက်မှုပညာပြန်ဝဲဝင်ပြနိုင်တာကိုစကားဆက်မိသွားပါတယ်။ဘဘူးဆရာရန်နေများတဲ့မိုင်းရွေးစီပစ္စည်းစုတောင်းသူကိုလွတ်ဖို့မလုံးနိုင်တာကိုပြောနေပြီးအဲ့မှာတားရဲတွေရှိတာကိုပြောပြနေခဲ့ပါတယ်။ကြောင်မလေးနဲ့ဘဘူးဆရာတို့စကားများနေခြင်းတခဲလူလည်းဓာတ်အတွက်တင့်တော်တဲ့တခုတည်းသောတထုရိုင်းကိုယူလာပေးမယ်။သူ့အတွက်သီးသက်သုံးနိုင်မဲ့ကကြီးကိုလုပ်ပေးဖို့ပြောနေခဲ့ပါတယ်။ဘဘူးဆရာနဲ့အပေးယူဖြစ်သွားတာကြောင့်ခီးဆထွက်လာခဲ့ပါတယ်။လမ်းမှာရင်ကားတွေ့ခဲ့မှုတဲ့နတ်သူမလေးနဲ့ထပ်တွေ့ခဲ့ပါတယ်။သူမဟာလေးပေါ်ပြန်နိုင်တဲ့ငှက်စိတ်မျိုးကိုလိုချင်တာကြောင့်အယောင်းသူကိုပဲပြစ်တင်နေခဲ့ပါတယ်။အဲ့နောက်တခဲလူတယောက်ပစ္စည်းစုဆောင်းနေတော့ရင်ငယ်ပြီးမောပန်းနေတဲ့နတ်သူမလေးကိုရေးတိုက်ပြီးကူညီပေးနေခဲ့ပါတယ်။အဲ့ဒါနဲ့စကားဆက်မိရပြောခဲ့ရမှာနတ်သူမလေးကသူ့ညီမအတွက်ပြန်နိုင်တဲ့ငှက်မျိုးစိတ်ကိုရှာနေရအောင်သိလိုက်ရပါတယ်။နတ်သူမလေးကတခဲလူကိုကူညီတာများနေပြီမလို့လမ်းမှာကိုရင်တော်လုပ်ပေးမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်အတူတူခီးဆက်နေကြပါတယ်။လမ်းမှာစကန်းချပြီးမိအတွက်နတ်သူမလေးကတစ်လုံးကြီးတစ်လုံးကိုပိုက်လိုက်ပြီးသူ့ရဲ့ဓာတ်နဲ့အပိုင်းပိုင်းလှုပ်ပြီးမိအတွက်လှုပ်ပေးလိုက်ပါတယ်။ညစာစားချိန်မှာတော့တခဲလူရဲ့လက်ရကောင်းတာကြောင့်ချီးကျူးနေခဲ့ပါတယ်။တခဲလူတယောက်ညောင်းတကောင်ရဲ့နတ်သူမလေးရဲ့ဟောက်သွက်နေကြအိမ်မပြော့ပဲဒုက္ခရောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ရွာတရောက်ရောက်သွားပြီးဆိုင်တစ်ဆိုင်မှာညစာစားနေတော့ဂရင်းဟာနတ်သူမလေးနဲ့တိနေတာကြောင့်တခဲလူလည်းအံ့ဩနေခဲ့ပြီးဂရင်းဟာမျိုးပြင်ထွက်သွားတာကိုသူ့ကိုမပြောလို့စိတ်ဆိုးနေခဲ့ပါတယ်။အဲ့တော့ဂရင်းဟာသူတို့သွားမဲ့လမ်းကြောင်းတူနေရကြောင်းတခဲလူကိုကိုရင်တော်အနေနဲ့လှုပ်ပေးမယ်လို့ပြောပါတယ်။တခဲလူတော့ဒီနှစ်ယောက်အတွက်စိုးရိမ်နေခဲ့ပါတယ်။သူတို့ကိုယူဘူးလာမျိုးတဲ့ဂရင်းဟာခေါ်သွားခဲ့ပါတယ်။ဂရင်းဟာရင်းကငကားကိုနေကိန်းဘူးတဲ့အတွက်ကြောင့်လူရဲကောင်းဖြစ်လို့မျိုးထဲမှာအထူးခွင့်ရခဲ့ပါတယ်။ဘရင်ကြီးကခေါ်တာကြောင့်တွားတွေ့နေခဲ့ပြီးတခဲလူလည်းမိုင်းတွေကတတ်တူ
တချို့တူးဖော်မှာကိုရှောက်တင်နေခဲ့ပါတယ်ဘရင်ကြီးကလည်းအဲ့မှာတာရဲတွေခူတလောဆိုးမိုးနေတာကိုပြောနေခဲ့ပြီးအဲ့နောက်မိုင်းရင်းစီကိုတက်ခဲတူးလို့ရောက်လာခဲ့ပါပြီပင်းကူတချို့တက်ခဲတူးနဲ့နတ်သူမာလေးတို့အမောက်သိပ်လိုက်ပြီးရှေ့ဆက်လာရင်တက်ခဲတူးကမော်ဆွဲနေမြင်တာကြောင့်တနေရာကိုမော်ဆွဲအားနဲ့ဖောက်ခွဲလိုက်ပြီးအဲ့မှာတက်တူတချို့ကိုတွေးလိုက်ရပါတယ်အချိန်တွင်းမှာပဲထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့ကနန်းကြီးတစ်ကောင်ရဲ့အတန်ဖြစ်နေခဲ့ပါတယ်ကနန်းကြီးကိုတွေးလိုက်ရတဲ့ချိန်တက်ခဲလူးနဲ့စားရတော့မယ်ဆိုပြီးတရေတီအောင်ကြားနေခဲ့ပါတယ်အချိန်မှလည်းအပိုင်းတစ်ပိုင်းပြီးဆုံးသွားခဲ့ပါတယ်ကြီးစုပြီးကြတဲ့တယောက်ချင်းရံကိုလေကျေးဇူးတင်ပါတယ်